ကဲအခု isometric drawing job 3ကိုဆွဲအောင် line draw ရွေးမယ်ပေ20ရှိတယ်ဒီဘက်ကို2ပေအောက်ဘက်ကို10ပေ20ကဲနော်ပထမအဆင့်အနေနဲ့တော့ဒါလေးကိုဆွဲလိုက်မယ်နော်ဒီခု block လေးကိုဆွဲလိုက်မယ် right angle ပုံစံ block လေးကိုဆွဲလိုက်မယ်ကဲနောက်အဆင့်မှာဒီမှာ10ပေရှိတယ်အဲ့ဒါဆိုရင်ဒီဘက်ကဒီကို6ပေဒီဘက်ကလည်း6ပေကဲအဲ့ဒါလေးတွေကို outline လေးနဲ့ဆွဲအောင် outline ကို default လုပ်မယ်ဒီဘက်ကလေးနှိပ်ပလိုက်နော်ဒါအမှန်ကျလေးဖြစ်တဲ့ outline လေးရာကိုသုံးလို့ရသွားပြီကဲ line draw ရွေးမယ်ဒီဘက်ကို6ပေဆွဲထားလိုက်ဒီဘက်ကနေဒီဘက်ကိုလည်း6ပေဆွဲထားလိုက်ကဲဒါဆိုရင်0 layer ပြန်သွား line draw ကိုရွေးမယ် add enter ကဲအဲ့ဒါဆိုရင်ဆွဲလို့ရသွားပြီเนาะဒါလည်းဒီဘက်အထွက်ကလည်း10ပေပဲ10ပေဒီဘက်ကို10ပေပြီးရင် calculation နေပြီလိုက်ကဲနောက်တစ်ဆင့်outline layer အဲ့တော့ခဏခဏမပြောင်းညင်ဘူးဆိုလဲ0 layer နဲ့ပဲဆွဲလိုက်ပေါ့ပြီးတော့မှ layer ကိုပြန်ပြောင်းလိုက်ဒါလေးကိုဆွဲအောင်လက်မှတ်လေးတွေเนาะဒါလေးကို outline layer ပြန်ပြောင်းခြင်းလဲဆိုရင် select လုပ်လိုက်ဒါဆိုရင်ဒီမှာ layer ပြောင်းလို့ရသွားပြီเนาะဒီမှာသူ့ရဲ့ color တို့ layer တို့ line type ဆိုပြီးတော့ length လာပြတယ်ဒီမှာအဲ့တော့ layer ကိုက outline ကိုပြောင်းခြင်းလဲဆိုရင် outline ကိုရွေးပေးလိုက် escape တစ်ချက်နှိပ်လိုက်ကဲဒီစင်ထိရပြီ ellipse ဆွဲမယ် exit and iso circle I enter ကဲပြီးရင်ဒီမှာတစ်ချက်နှိပ်မယ်နော်ဒီမှာတစ်ချက်ကောက်ပေးလိုက်နော်ကဲဆိုရင် trim လုပ်အောင်အဲ့တော့ outline တွေကိုဖြောက်ပြီးမှ trim လုပ်ရမှာပေါ့နော်တကယ်တမ်းကြာနှုံးမရင်ဆိုအပိုးတွေပို့ပြီးတော့ trim လုပ်ရတာတွေပို့ပြီးတော့များသွားလိမ့်မယ်ကဲဒါဆိုရင်တစ်ခုရသွားပြီကဲတခါအဲ့ဒီအထဲထဲမှာ subwine လေးတစ်ခုက radius 2 ပေ iso circle radius က2 ပေရှိတယ် okay copy ကူးမယ်ဒီကိုယူအောက်ဘက်ကို copy ကူးမယ်အောက်ဘက်ကို2 ပေကဲပြီးရင် line draw အောက်ဘက်ကို2 ပေ line draw ဒါနဲ့ထိပေးလိုက်ကဲဒီနေရာမှာထုံးစံအတိုင်းပဲ line draw snap to quadrant အနေနဲ့ထိမယ် trim လုပ်မယ် okay เนาะဒါလွယ်လေးပဲကဲတော့အဲ့မှာတစ်ခါမှာပုံတွေကိုတခြားကြည့်လိုက်ပေါ့နော် copy ကူးလို့ရတဲ့ဟာတွေဆိုရင် copy ကူးထည့်ပလိုက်အဲ့နော်ဒီပေါ်က object ကြီးတစ်ခုလုံးကဆိုရင်အောက်မှာလည်းအတူတူပဲဆိုတော့ copy ကူးလို့ရတယ်ကဲလောလောဆယ်အတွင်းထဲက subwine လေးကိုအောက်ကို2 ပေ copy ကူးအောင် copy 2 ပေကူးမယ် trim လုပ်မယ်ရပြီကဲတော့ဒီပေါ်က object ကြီးတစ်ခုလုံးကြီးကိုအောက်ဘက်ကို copy ကူးကြည့်အောင် copy ကူးဖို့အတွက်နေရာလေးကိုရထားမယ်ဆိုတော့ပေါ်ကလိုပဲပေါ့နော်ဒါလေးကဒီ line လေးကိုအောက်ဘက်ကို copy ကူးလိုက်6 ပေ line လေးကဲအဲ့ဒါဆိုရင် copy ကူးအောင် cp enter ဒီ object ကြီးတစ်ခုလုံးကြီးကို copy ကူးမယ်
select လုပ်မယ်ပြီးရင် right click နှိပ်မယ် base point ကသူ့ကိုကောက်ပေးရမယ်အောက်ဘက်ကိုနော်ကဲပြီးရင်ခုနက6လက်မ line လေးထိပ်ကိုထားပြီးလိုက် right click နှိပ်လိုက်ဒါပဲကဲပြီးရင် line draw သူနဲ့ဆက်ပေးလိုက်ကဲမျက်စိရှုပ်နေပြီဖြတ်ရအောင် hidden line တွေဖြတ်မယ်ကဲလွယ်လေးပဲတွေ့လားနော်ပြီးသွားပြီကဲနောက်တစ်ခါသူ့ရဲ့နောက်မျက်နှာပြင်မှာအပေါက်လေးတစ်ခုရှိတယ်အဲ့ဒါလေးကိုဖောက်ဖို့အတွက်ကြည့်အောင်နော်အဲ့ဒါလေးကိုဖောက်ဖို့အတွက်ဘယ်လောက်ရှိလဲဆိုရင်3ပေနော်ဒါလေးကိုရှုပ်တယ်ဖြတ်လိုက်မယ် line draw ဒီဘက်ကနေဒီဘက်ကို3ပေ line လေးဆွဲလိုက်ပြီးရင် line draw အဲ့ဒီထိပ်ကနေအောက်ဘက်ကို3ပေ line လေးဆွဲလိုက်မယ်ကဲအဲ့မှာဆက်ဝိုင်းဆွဲမယ် elliptical isocycle နှစ်ပေကဲဒါကြီးရမလို့ဖြုတ်လိုက်အောင်ရှုပ်တယ်ကဲပြီးရင်သူ့ကို copy ကူးအောင်နောက်ဘက်ကို2ပေကူးမယ်ကဲနောက်ကိုမထွက်ဘူး F5 ကိုနှိပ်မယ်နောက်ကိုထွက်သွားပြီเนาะအဲ့ဒါဆိုရင်2ပေလို့ရိုက်ထည့်လိုက်ကဲအဲ့ဒါဆိုရင် trim လုပ်အောင် delete ကဲဒါပဲအဲ့ဒါဆိုရင်ပုံလေးဒါစနစ်တကျနဲ့เนาะအဲ့တော့ပုံစံတူတဲ့ဟာလေးတွေကို copy ကူးခြင်းအပြင်ဒါမြန်မြန်လေးပြီးသွားတာပေါ့ကဲဆွဲကြည့်ပါဦး